မောင်မောင်ကျွေးတဲ့ငွေကလည်းကျွန်တော်ပိုင်ငွေနဲ့ကျွန်တော်တင်တော့ရှုပ်ကုန်တာကောင်းဆောင်နေကျွန်တော်အိမ်လာပြီးထမင်းစားတာအခုတည်တာကျွန်တော်အိမ်ကိုဘဒူပဲလာတဲ့လူကိုကျွန်တော်အဲ့ခံရတယ်ဒါမြန်မာပြည်သားတွေရဲ့အဲ့ဝစ်ပဲအကိုလည်းတည်ပါတယ်ဟုတ်တယ်နော်အဲ့တော့တော်လိုင်းဘက်ကလူလာများဖွဲ့ကိုကျွန်တော်ကငါ့အိမ်လာပါငါထမင်းကျွေးပြစေကျွန်တော်လိုက်ဘဒူမှမဖိတ်ဘူးနော်မတို့ဝိုင်းဆဲမမလည်းကျွန်တော်အလားကြီးอ่ะနော်ပြည်သူလူထုအမုန်းတရားတွေကဒီကောင်တွေပေါ်မှာအမုန်းတရားအပြည့်ပဲအဲ့ဒါကြောင့်မလို့နော်မှန်တယ်မုန်းတယ်ဆိုတာကကျွန်တော်တို့ကမုန်းတယ်ပြည်သူလူထုဟုတ်တယ်ပြည်သူလူထုပတ်စံနဲ့ငါညီတော့ပြည်သူလူထုကိုညီထောက်ပံ့လိုက်တဲ့ပတ်စံတွေကိုငါညီတို့ကပြန်ပြီးတော့တစ်စစ်ပြန်ပြီးတော့ထောက်ဖို့လုပ်နေရတဲ့အဖွဲ့နော်ထောက်ဖို့လုပ်နေရတဲ့အဖွဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ပြည်သူတွေအငြင်းဆောင်းသွားမှာငါညီတော့မလုပ်ရဘူးပြည်သူအမြင်ဆောင်းမှာဆိုလို့ကျွန်တော်က line ပေါ်တင်ပေးတာကျွန်တော်ခိုးကြောင်ခိုးဝဲလောက်ရင်ပြည်သူကအမြင်ဆောင်းမှာကျွန်တော်ခိုးကြောင်ခိုးဝဲလောက်တာမဟုတ်ဘူးရတယ်မောင်မောင်ကျွန်တော်ဒီတိုင်းခိုးကြောင်ခိုးဝဲထမင်းကျွေးလိုက်ရတယ်လေကျွန်တော်ဘက်ကမယိုးတိုင်းကျွန်တော် line ပေါ်တင်စရာမလိုဘူးတဘောပေါက်လားမသိဘူးမောင်မောင်ကျွေးတဲ့ငွေကလည်းကျွန်တော်ပိုင်ငွေနဲ့ line ပေါ်တင်တော့ရှုပ်ကုန်တာဗော line ပေါ်တင်တော့ရှုပ်ကုန်တာဗော line ပေါ်တင်တော့ရှုပ်ကုန်တာဗောအဲ့ဒါနားမလဲတဲ့လူတွေဒန်းစားအတွက်ပဲရှုပ်တာအောက်မှာအကို comment တွေကိုဖတ်ကြည့်လိုက်ပါကိုဝိုင်းဆဲနေအကိုအောက်မှာ comment တွေကိုဖတ်ကြည့်လိုက်ပါအကို comment ကိုစိတ်ဝင်စားအောင်နေလေအကိုစိတ်ဝင်စားမပြောနဲ့အကိုပြည်သူရဲ့စကားကိုပြောရင်အကိုအဲ့ရောက်က comment ကိုတက်ခံ no အဲ့ comment ကညီလေးအကိုပြတ်မယ်လူတစ်ယောက်ကငါညီရဲ့ reaction လုပ်တဲ့နော်ပုံစံနဲ့ငါညီတက်သွားတဲ့အတွက်ငါညီမှာအားပေးတဲ့ပြည်သူရှိသလိုအကိုကအဲ့လိုပြည်သူမှတ်တာမဟုတ်ဘူးအဲ့လိုဖောက်ကန်တဲ့လူတွေလည်းမှတ်တယ်အကိုအဲ့လူတွေမှာအုံနောက်ရှိတယ်ကိုအကိုမှာတွေးခေါ် user ရှိတယ်လို့အဲ့ဒီမှာလူတွေမှာလည်းအုံနောက်ရှိတယ်ငါညီမားနေတယ်အောက်က comment ကိုအကိုကအလုံးဝကြည့်စရာမလိုဘူးအဲ့ဆိုအကိုကပြည်သူဆိုတာဘယ်အတန်းစားတယ်ကျွန်တော်ပြောပြပါအကိုပြောနေတဲ့ပြည်သူဆိုတာဘယ်သူမျိုးပြောအတန်းပြည်သူမှာတန်းစားရှိလားပြည်သူမှာတန်းစားရှိလားမတိဘူးလေအကိုကဒါပြည်သူမဟုတ်ဘူးလို့ကိုပြောနေတယ်လေအဲ့ဆိုပြည်သူကဘယ်သူလဲဟုတ်ပြီပြည်သူတွေကပြည်သူဖြစ်တဲ့အတွက်အကိုပြတ်မရှိလဲမြို့အားပေးတဲ့ပြည်သူရှိသလိုအကိုကံပြောခြင်းတဲ့ပြည်သူရှိမှာပဲအကိုပြောတာအကိုပြောနားလေလားအဲ့ဒါတွေတော့ပြောအာရုံထားကြမလို့ဘူးအဲ့ရကောင်တွေကမင်းဘယ်သူကဘယ်သူတာဝန်ယူမှုတာဝန်ခံမှုနဲ့ဘယ်သူကကျွန်တော်ကညီသူညီဝါဖြစ်ပါလေဆိုပြီးပြောတာရှိတယ်ဒီတော်လိုင်းကာလမှာဒါတွေတော့ကြည့်လို့မရဘူးမင်းတို့အဲ့ဒါတွေမှတ်နေတာမင်းတို့ကဟုတ်အဲ့ဒါဆိုအကိုမင်းကပြောတာပြည်သူတွေကဘယ်လိုဖြစ်လဲဆိုအကိုပါဇက်ကပြည်သူဆိုတဲ့စကားကိုအရင်ပြောတာနော်အဲ့လေပြည်သူဆိုတာပြည်သူတွေကပြည်သူဖြစ်တဲ့ဒီအချိန်นี่တော်လိုင်းကာလဖြစ်တယ်မင်းအောက်က comment တွေကိုကြည်အောင်ဆိုတာကဘာလဲမြက်ပါလဲအကိုအပြစ်ပြောနေတဲ့ပြည်သူကိုမြက်ပြောချင်တာလားဟာမင်းပြောချင်တဲ့ပုံစံအဲ့ပုံစံလားအဲ့ဒါလူအများစုရဲ့သဘောဆန္ဒပဲလေအကိုဒီမိုကရေစီသဘောတရားမှာအောက်မှာရှိတဲ့လူအများစုရဲ့ဆန္ဒကိုကြည့်ရမယ်လေဒီကိစ္စဒီမိုကရေစီနဲ့မဆိုင်ဘူးဒီအောက်က comment ရေးတာဒီမိုကရေစီနဲ့မဆိုင်ဘူးမဆိုင်ဘူးဆိုကျွန်တော်မင်းမယ်ဗျမောင်မောင်ထမင်းကျွေးတာဘယ်သူကန့်ကွက်တယ်ပြောဟောငါကန့်ကွက်တယ်ကွာငါကန့်ကွက်လီးပဲကွာမင်းကိုငါလုံးမာတာလီးပဲမင်းစပ်ပါလားလီးပဲကွာငါလုံးမာတာလီးပဲမင်းကိုငါလုံးမာတာမင်းတော်လိုင်းရေးသမားဆိုရင်ငါပြတ်မရှင်းချင်းလေးရအောင်လီးပဲတော့ငါလုံးမာတာမင်းကိုကိုတော့မယ်ဆိုရင် PRF ကိုမင်းထိုင်လိုက်တော့မှာကိုမေကိုလုံးလိုက်တိတာမဲလို့ PRF ကိုမင်းထောက်မဲလို့စပါပဲတိတာမင်းထိုင်လိုက်တော့မှာအာလုံးမာသားရဲ့အာလုံးမာသားကိုမေကိုလုံးကိုမင်းကိုလုံးပါလားမင်းလို့မင်းလို့မင်းလို့ကိုလို့တာလားဘာလို့လို့ငါလုံးမာသားမင်းလို့ပါလားအိုမေကိုလိုးရမယ်ကြီးတာကွာအေးလို့မေလိုးရမယ်သလားငါတောင်းတောင်းလို့လူလိုပြောနေတာမရဘူးငါလုံးပါလားငါလုံးပါလားမေတ္တာကောင်းလဲမင်းမင်းမဲမင်းလိုးရကောင်မင်းမဲလိုးရကောင်မင်းတို့ပြည်သူကမင်းပြည်သူဖေတုံးတော့မှာနော်မင်းမဲစောက်ပြည်သူလားငါလုံးပါလားအဲ့တော့ပြည်သူပြောတော့မင်းလက်မခံဘူးမင်းပြည်သူဆိုတာဘာလဲမင်းလည်းစောက်ကလန့်ကောင်တယ်ငါလုံးပါလားမင်းလိုးရမယ်အလုတ်ကမင်းမရငါလိုးမင်းသမီးငါလိုးတာဒီကားနေပြီးတော့ချမှတ်ပေးရတဲ့ PRF ကိုမင်းလိုးရမှာမင်း PRF ကို highlight လုပ်ရမှာမင်းလုံစားမလုပ်လို့မရဘူးမင်းစပတ် IUG စေအောင်ကြောသွားမယ်ကိုမေကိုလုံးပါလုံးပါပြောနေမေကူရစားပြန်ရပြပါဘာရှိစေးချတပ်ပြန်စေးချပြန်ဟိုမေကိုလုံးငါလုံးပါရစာမတ်ပြီမတက်ပဲ IUG စေအောင်ကြောကိုတွားမယ်ချပြန်အာလုံးပါသားရဲ့ဒီမို့ချပြရမှာမင်းပါကောင်တော်လိုင်းရေးမှာမင်းဒီတော်လိုင်းရေးမှာငါလုံးပါသားဒီတော်လိုင်းမှာငါလုံးပါလားလာပြီးရှင်းနှန်းထုတ်ပေးနေတာမင်းမဲလို့တဲ့စေးမဟုတ်ဘူးအဲ့ဒါပြည်သူလူတဲ့ရှင်းနှန်းဟိုမေကိုလိုရဲ့ PR ကိုမင်းခိုင်းရတာငါလုံးဝလိုက်ရတဲ့ပြည်ရတော့စောက်လူမင်းကလူလိုတဘောထားပြီးဒီနေ့ပြောနေတာမင်းလုံးမမပြောတာအဲ့မှာခိုးသားတယ်မင်းတို့တော့ခွဲခိုးတယ်ဟဲ့ရဟမ်ဒီတော့ဘယ်ပေါ်မင်းမင်းတို့ဘယ်ပေါ်မရောက်နေပြီလဲအာလုံးမလားလုံးမလားလူရင်းကြလည်းမလုပ်နိုင်ဘူးဟဲ့မင်းတတိရှိပြင်လာချိန်လိုက်ဟဲ့မင်းတို့လိုးလို့ရတယ်ကိုမေကိုလိုးရဲ့ငါလာတယ်လီးလို့ကိုလိုနဲ့ငါလာတယ်မလို့ဝင်လို့လိုင်းဝင်ဆက်မို့လို့မင်းဘာလို့တော်နိုင်အတွက်မင်းဘာလို့လဲပြောငါလာတယ်ဒီတော်နိုင်အတွက်မင်းဘာလို့လဲလိုးရမယ်သလား
စပတ် PRL တလောက်ကိုပြီးတော့စောက်ရလာမဝင်နဲ့ ပြည်သူလူထုကမင်းတို့ဖေလို့ကျင်နေတာပြည်သူလူထုက ငါလုံးမ မင်းတို့ရက်ကြောင့်မင်းတို့လုံးရက်ကြောင့်ဖေလို့ကျင်နေတာပြည်သူလူထုက ဘယ်မင်းတို့အောက်မှာကြည့်ကွန်မန်းတွေကိုငါမင်းမဲ့လေးနေလား အမေအပြည်သူမှန်တယ် အဲ့ဒါကပြည်သူမဟုတ်တော့မင်းတို့ကောင်းရတဲ့နေလား ရှိတယ်လို့ငါဘက်ကနေပြီးတော့ရက်နေတဲ့ပြည်သူရှိတယ် စောက်ရေးကွာ ပြီးတော့မကြည့်လို့မရဘူးကိုလို့ရဲ့ မှကဟုတ်တယ် ဒီလိုအဲ့ကွန်မန့်တွေကိုစက်သွားပြီးအာရုံထားလို့မရဘူး အဲ့ဒီမဲ့စပတ်တဲ့ပြည်သူစကားပြောမင်းအားဆို ဟာလုံးပါသားရဲ့ စောက်ယူလို့စောက်ပေါ်လို့ကိုစကားကိုဘယ်ရောက်ကြောက်မှမသိတဲ့ကောင် ဟဲ့ရ ဒီလိုမင်းကြောက်ကြောက်နေတယ်ဝေရောင်းစား စောက်ယူလို့စောက်ဘောလို့မင်းတို့လိုက်ပေါ်တိုင်းပြီးတော့ မင်းစောက်ယူမင်းစောက်ပေါ် creation လို့ဟိုဘက်ကကောင်ဟိုဘက်ကကောင်နေနေဟဲ့ဟိုဘက်ကကောင်စောက်နေ ဒီလိုကစောက်ခွက်ပြပြောလီးနေတာစပတ် မင်းစောက်ခွက်ဝင်ပြဟိုမေကိုလို့ဘေးကနေမစဲနဲ့မင်းတို့ဘာကောင်နေ ဒီကစောက်ခွက်ပြစဲဒီပဲနမေ စောက်ခွက်ပြလီတဲ့ထိုးမှာပေါ့ငါလုံးပါသားရဲ့ လီးပဲမင်းကလီးနဲ့ထိုးလိုက်မယ်နမေစပတ်ဒီလိုကောင်းတော့စောက်ရောဘာကောင်းလဲဘာစောက်စစ်မှမရှိဘူး ဘာမှမလိုက်ပေါ်တက် reaction စောက်စစ်ကလူတွေကျစောက်စစ်မရှိတယ်ဒိုးမှာသာ ဒီလိုမစော်ကားနဲ့မင်းတို့ ဒိုးမှာလီးပြီးတော့မင်းကစောက်စစ်နေတော့ မဟုတ်ပြည်သူဆိုပြည်သူကဘယ်ဟာလဲ ပြည်သူလူထုကိုစော်ကားနဲ့မင်းတို့ မင်းစပတ်ထွက်တာပြည်လူမဟုတ်မအေးတို့မင်းတို့ကဆွဲတော့ဆွဲတော့သား ငါလုံးမနာ မင်းတို့လုံးဝမှာတော်လိုင်းရင်မှာလုံးချင်တယ်ဆိုရ PRF ကိုမင်းတို့တောက်ချောင်း highlight လုပ်ရမှာ PRF ကိုကြော်ညာပေးရမှာ PRF ကိုကြော်ညာပြီး PRF ခတ်ဖို့တက်တော့မင်းတို့မှန်ပါခေါ်မှာ စပတ်ပိတ်တာ မင်းတို့ပိတ်တာမဟုတ်ဒီဆောက် ESC လို့ပြပါလို့ မဟုတ်ဒီဆောက်ယူက PRF လောက်လည်းတူတိတာ UNG စေရုံးချုပ်သွားမယ် UNG စေရုံးချုပ်ကိုသွားမယ် ဒီလို PRF လောက်လာမပြောနဲ့ ငါလုံးဝခေါင်းမောင်းပဲလာ ဟုတ်လား UNG စေရုံးချုပ်ကိုသွားမယ်မင်း PRF လောက်လာမပြောနဲ့ငါဘာလုပ်နေဆိုသွားမယ်မင်း PRF စေတော့တက်မ မ လာ ကြလားမကြလား လီးကြရဘာပြောလဲမင်းစ မ ပတ် ကြလားရမကြလား မင်းယူနေလားမတောက်ယူလားဟမ် ငါလုံးပါ ဆွဲတော့သားစောက်ချက်တည်တော့ကော တဲ့မကြလားငါပြောကြလားငါပြောကြလားဟိုမေကိုလိုးတွေလိုက်ပေါ်တက်ပြီးတော့ငါလုံးမ reaction နဲ့လုံးရုံလုံးနဲ့ငါလီမင်းတို့ကိုမင်းတို့တော်လိုင်းသမားလို့ထင်တာမင်းတို့ဟဲ့ မင်းကဘယ်နေရာလို့လဲလို့မေးကြည့်ပါဦးတစ်ချက်မင်းတော်လိုက်လို့ ဟဲ့မင်း PRF လောက်ကိုလာမပြောနဲ့တိလား UNG စေရုံးချုပ်ကိုတွားမေးငါဘာလုပ်နေလဲဆိုတာအဲ့လောက်ပဲမင်းကငါပြောမယ် PRF လောက်လေးလီတလောက်ကို PRF မန်ပါလေးဝင်ပြီး PRF လောက်ထည့်ပြီးတော့ကိုကို PRF လာမလုပ်နဲ့စောက်ပေါ်မင်းကတန်ပိတ်ထားတယ်ငါလုံးကိုမေကိုလုံးအမအော်နေတယောက်တည်းတိလားစောက်ပေါ်ကြီးဟမ်မေလိုကြီး အေးလို့မင်းတို့လည်းစောက်ခုမှပြမဖြေနိုင်အောင်ဒီ အဲ့လိုဘာကြောင့်မိုက် ပိတ်ရတော့မင်းတို့ပြောမရဟာယူဟမ်စောက်ပေါ် PRF လောက်ထည့်ပြီးတော့ငါလီစောက်ကြီးစောက်ကျင်လာပြောနေ တို့မင်း ဘာ တို့ မှတော့တော်လိုင်းမှာထဲထဲဝင်တိတယ်မဟုတ်ပဲနဲ့ မင်းတို့ PRF ထောက်ဖို့တက်တော့မင်းတို့ခေါ်ရမှာမင်းတို့နားလေလား ဒီစောက်ယူကွာ ဒီစောက်ယူကြီးလေဒီစောက်ယူကဘယ်နိုင်ငံမှာနေတမ်းမသိစောက်ပိုးကြီးကွာငါလီဒီကောင်တိတ်ကြဘယ်နိုင်ငံမှာနေရ ဘာကြောင့်မိုက်ပိတ်တာလဲဘာကြောင့်မိုက်ပိတ်တာလဲရဘာကြောင့်မိုက်ပိတ် စားတာ တာ ကြီးစားတာငါလုံး ဟုတ်လားဒီကောင်ဘယ်နိုင်ငံမှာနေတာလဲမသိ ဘယ်ဘာကြောင့်မိုက်ပိတ်တာဘယ်ဘာကြောင့်မိုက်ပိတ်တာလဲ ဒီကောင်မင်းလူလိုပြောလို့ရတာကိုမေကိုလိုးရဲ့မင်းလူလိုပြောနေလို့ငါမင်းကိုမိုက်ဖွင့်ပေးထားအောင်မိုက်ဖွင့်ပေးရင်လူလိုပြောမေလို ဟမ် မေလိုဟဲ့မေ မင်း လို PRF တော့သိလား ဟဲ့မေ မင်း လို တရားတရား ဟဲ့မေလိုနားထောင်မေလို မေလို့ဖတ်ကြည့်ဦးမေလို့ ငါလုံးမလားဒီကလာလုံနေတယ်လီဒီကောင်ပြားမန်ပါဝင်ထားနေမှာပုံစံကြည့်ရတာအဲ့လောက်ပဲဒီကောင်စောက်စင်းရ တရားရဲ့ဒီလား စောက်ယူလို့စောက်ပေါ်လို့ငါလီကွာတကယ်ပဲ မင်းတို့ချက်တာ PRF သိလားဟဲ့ဟမ်သိလားမင်းထောက်ဖို့လို့ဒီဘာကြောင့်ခေါ်တာဒီဘာကြောင့်ကိုယ်ဟုတ်ဟုတ်ဟုတ် ဟဲ့အကြောက်လားကြောက်ချမချဘူးမင်းကမချဘူးမင်းကစောက်ချက်ပွဲမှာမလေးမင်းကမချဘူး မင်းကအိုက်လန်ကြောင့်ဆွဲခေါ်သွားမယ် မင်းကမချဘယ်လမ်းကြောင်းလဲငါလုံးမှာတော့ PRF လို့ပြီးတော့ဒီမဲ့စပတ်တော်တဲ့ဦးစီးနေတဲ့ကောင်ကိုမေကိုလိုးရဲ့ မင်းတို့တော်တယ်ဟုတ်လားဘာလဲရခေါင်းသက်ရမမကြောက်လားမမကြောက်တော့ပို့တာလားတော်တယ်ဟဲ့ငါလုံးမှာ ကိုမေကိုလိုးငါလုံးမှာ မမကြောက်တော့လုပ်ပြီးတော့ကိုမေကိုလို့ မင်းမေကငါလိုးလား ဟာလေမမကြောက်တော့ပို့တာ ငါလုံးမှာ ကြောက်တော့ပို့တာ မေလိုး မမလို့တာတော်တယ်ဖေးတော့ဟဲ့ဖေးသွားတယ်ကိုမေကိုလို့ဟဲ့တော်တယ်ဖေးသွားခံတာလားငါလုံးမှာလားဟဲ့ ကိုကောပြန်မ တော်တယ်ဖေးသွားခံတာလားကိုမေကိုလို့ခေါင်းသက် နိုင်ငံရေးတော့ ဟ
မေလို့အဲ့နိုင်ငံရေးဓမ္မလားနိုင်ငံရေးဓမ္မအဲ့ဟာမင်းသမီးမင်းလို့လားမင်းသမီးကိုမင်းလို့နေလိုက်မှာမင်းသမီးကိုမင်းလို့နေလိုက်မေလို့ မင်းအဲ့ဆောက်စမေးရမယ် မင်းလို့နေလိုက်မေလို့ငါပြောတာကြားလား တော်တဲ့ကိုငါလိုမှခေါင်ဆွဲကြောက် မေလို့မင်းသမီးမင်းလို့နေလိုက် ငါလိုမှသားလေးရ တော့တက်လာရေးအဲ့ပူ ကိုလေတကိုးလေမင်းတို့ဂရုနဲ့မင်းတို့ခိုင်းလိုက်ခိုးတာမင်းတို့ဟဲ့ရအားလိုမှသားလေးဟမ်မင်းတို့ဂရုပွဲပြီးခိုးတာဟာဟဲ့ရတော့တခိုး ကြီးလာငါတို့လိုက်လေကွာနမေစပ် အားလိုမှသားလေး ငါခိုးခဲ့ရင်မင်းငါ့ကိုကြိုက်တယ်လို့ကြည့်ဒီခိုးခဲ့မင်းဘဝဆက်တိုင်းမင်းသမီးမင်းငါလိုရမှာမင်းလက်က ငါတခုပဲမေး မ မယ် င်း ငါ လက် တ ခံ ခုပဲ လာ မေးမယ် မေးတာဖြစ်မင်းလက်ခံ မင်း လာ နေလိုက်မင်းနေလိုက်ငါမေးမယ် မေးတာမင်းဖြေလိုက် ငါလိုမယ်ကွာငါလို ကို မယ် မေကိုလိုချင်မင်းလက်ခံလာအေး ငါလိုမှသာမင်းခိုးတာဟဲ့မင်းတော်လိုက်မင်းမပြန်လို့မလားဟဲ့ရဟဲ့ရငါထောက်ပြလို့မင်းတော်လိုက်ပတ်စံတကြတပြမင်းစားရတယ်ဆိုရင်မင်းပြန်လို့မလားဟဲ့ မစားတိုင်းမင်းပြန်လို့မလားပြော မင်းစားမင်းပြန်လို့မလားကိုမေကိုလို့ မစားတိုင်းမင်းပြန်လို့မလားလို့ ငါတော့မယ်ငါတော့မယ်ညမင်းချပြလိုက်ကိုမေ လူ ကို တွေ လို့ ကလည်းရှင်းတယ်မင်းသွားကြည့်ချက်တယ်လာတိုင်းရှင်းတယ်ဆိုပြီးငါလိုမှတာရဲ့တူးချင်းနာမည်နဲ့ မင်းလိုပါလားမင်းတူးချင်းနာမည်မင်းဘာအောင်မို့ထုတ်ပြရမင်းဘာအောင်မို့မင်းတော်လိုက်ပါ မင်းရှင်းတယ်ချက်ပြဆို မင်းဘာကောင်မို့လို့မင်းထုတ်ပြရမင်းလက်မနဲ့မင်းဘာကောင်လဲ ကြီးလေကွာစပ်ပါ ဆောက်ယူကွာဒီကောင်က ငါလုံးမှလားမင်းတို့တော့မှာဟဲ့တော်လိုက်ထောက်ဖို့တက်တာတော့မှာတော်လိုက်ထောက်ဖို့တက်တာကိုမင်းတို့ highlight လုပ်ရမှာမင်းတို့များပြောပြရမှာဟဲ့ရအားလုံးမှလားတွေမင်းထုတ်ပြတဲ့လက်မနဲ့မင်းကတ်တယ်မင်းဘာလီးလို့မို့လဲမင်းပေးတဲ့ကတ်ကလီးလို့ရမှာလားဟဲ့ရဘာလို့ရမှာလီး ဒီ လို့ မဲ့စောက်ဖို့ကလောလို့ရအဲ့ကက အားလုံးမှလား သိလားဟဲ့ လီးလို့ မောတော့မောဒီကွာဒီကောင်က ဒီကောက်ရဲ့တော့မေတော့ခက်တော့တယ် လေမပူတောက်ပြီးမျိုးထိုင်ဆဲအောင်ပါကိုမေ မင်းသမီးဟိုမှာ ဟဲ့ဆရာကျုံနေတဲ့မှာမင်းတို့ကောင်မျိုးတွေကိုငါတို့လိုက်ပြီးတော့ပြင်းနေတာကိုမေတို့ရဲ့ ဒီကောက်ကတော့ တို့မှရောထောင်ကြောင်မိနေစပ်ပါ အေးရုံထောင်ကြောင်မိနေတယ်ငါလို့မင်းစောက်ပေါ်ပေါ်တက်လာ တော့ကြောင်ပြီးမလို့အဲ့ကြောင်ဖေးသုံးလို့ ဘာကြောင်လဲမင်းကြောင်ဖတ်တာဖွင့်ကြကြအောင်ငါလို့ပါက တို့ရဲ့ ဒီပဲရ ဒုံတော့ကြောင်ပြီးမလို့နဲ့ အေးမင်းငနေဖိကန်ထားလားမင်းကြော်လကြီးအောင်မလားမင်းငနေလိုးထားအောင်မလားမင်း ကြောင်ပြီးမလို့နဲ့အဲ့ကြောင်ကဖေးလို့တာအားလုံးမှသားရဲ့စောက်ပြီးကိုမဆိုင်တာတော်လာရင်မှမင်းတို့မှန်ကန်ကန် ဟု လို့ တ်ကပါမှာလဲကွာ အားလုံးမှသားမှန်ကန်လို့မင်းတို့တော့ရမယ့်အလုပ်က PRF ဆိုတဲ့ထောက်ဖို့တက်သားကိုမင်းတို့ ကြီးလာကွာဒီ PR အကြောင်းမပြောနဲ့မင်းစပ်ပါရဲ့ငါတို့မှရဲ့ အဲ့တော့မင်းတို့ပြော PRF ကိုမင်းတို့ပြောဟဲ့မင်းတို့ပြော PRF ကိုပြောပါသေးတယ် မင်းထဲနိုင် PR မှာမင်းဒေါ်လာ30